အကျိုးတပ်ပဲကြဝဲစွမ်းကအကြက်ကောင်းလျှော်တဲ့တော်ကျွေးဖြစ်နှစ်ဆန်းတစ်နှစ်တစ်တရားနာဟူသောရှေးလင်ကအရာရှေးတုန်းကတကြံတလေတကြံထုံးစံဆိုတာတကြံအကျိုးနေ့မှာဘုရားဇေရီတော်ရုပ်ပွားဆင်းတုတော်တွေကိုရေးတတ်ပဲကြပါတယ်တကြံကြနေ့မှာအာယုံတစ်သီးစွမ်းတွေဆက်ကပ်လှူဒန်းပါတယ်တကြံအကြက်နေ့မှာတက်ကြီးရွယ်အိုများအတွက်ဘောင်းဆေးမင်္ဂလာစတဲ့ဝေယဝိဆတွေပြုလုပ်ပေးကြပါတယ်တကြံအတက်နေ့မှာရက်လေးမျက်နာမှကြွရောက်လာကြတဲ့ပုဂ္ဂိုလ်များအတွက်စတုဒိတာအစာအာဟာရတွေကျွေးမွေးလှူဒန်းကြပါတယ်နှစ်ဆန်းတရက်နေ့မှာနှစ်သက်ကူတရားတော်တွေနာယူမှတ်သားကြပါတယ်ဒါကတော့ရှေးပောရာဏပရပိုက်တစ်ခုကနေထုတ်နှုတ်ပြီးစာသင်သားမှတ်စုကဖတ်ရှုကတဆင့်ဝေမျှပေးခဲ့တာဖြစ်ပါတယ်နားစဉ်သူအပေါင်းတရားဘ ഹു တုရတွေရရှိပြီးကိုယ်စိတ်နှဖျားဘေးရန်ကင်းကွာကျမ်းမာချမ်းသာ၍ကောင်းကျိုးလိုရာဆန္ဒမှန်သမျှတွေညှိဝကြပါစေလို့ဆုတောင်းမေတ္တာတွေပို့သပေးလိုက်ပါစေ